90ကျော်လဲဖမ်းတယ်တထေးမတူလဲဖမ်းတယ်အကုန်လုံးကိုဖမ်းတယ်ဆာရွက်တိတိလေးနဲ့ပဲစင်တော့လွတ်မှာမဟုတ်ပျော်မနေနဲ့သူကညကျတော့အိုးသွားဒီသွားနေကြောပါကြောနေကြောတဲ့လူကလည်းဖမ်းတယ်အခုထိုင်းနိုင်ငံမှာ3လတိတိအမိတ်ချထားတဲ့ဖမ်းစည်းဖို့တချို့ကတော့ပျော်နေအောင်ပဲငါမှဘာရှိတယ်လွတ်မယ်မထင်နဲ့တချို့ကအစုံရှိတော့မှပါနေသေးတာပဲပျော်မနေနဲ့တချို့ကညကျတော့အိုးသွားဒီသွားဟိုနေကြောပါကြောနေကြောတဲ့လူကလည်းဖမ်းတယ်90ကျော်လဲဖမ်းတယ်တထေးမတူလဲဖမ်းတယ်အကုန်လုံးကိုဖမ်းတယ်ဆာရွက်တိတိလေးနဲ့ပဲစင်တော့လွတ်မှာမဟုတ်ဆာရွက်စားတယ်မရှိတဲ့လူကဖမ်းမိစဉ်မြန်မာနိုင်ငံကိုပို့နယ်ဆက်ကိုပို့ပြီးရင်ဘယ်သူလက်ထဲရောက်တယ်စင်တော့ခင်ဗျားတို့သိရဘယ်လိုဖြစ်လာမလဲဆိုတော့ခင်ဗျားတို့သိပြီလားကျွန်တော်ပြောစရာမလိုအခုချိန်မှာထိုင်းနိုင်ငံမှာ3လတိတိဖမ်းဆီးမဲ့အမိတ်ဆိုတာကအကုန်လုံးကိုစင်တော့စစ်ဆေးတာကျွန်တော်တို့မြန်မာနိုင်ငံသားတစ်ခုတည်းမဟုတ်ဘူးအခုစင်တော့တစ်လတော့မပြည့်ဘူးအယောက်1000ခန်းနဲ့ရန်ဘာဖြစ်လို့ဒီလိုမျိုးစစ်ဆေးရတာလဲထိုင်းမလိုက်ကိုပဲအပြစ်ပေးလို့မရဘာဖြစ်ကျွန်တော်တို့နိုင်ငံသားတွေဖြစ်လာအိုပဲဖြစ်ကမ္ဘောချာပဲဖြစ်စင်တော့နေ့တိုင်းထိုင်းနိုင်ငံကိုကိုးဝင်တယ်လားဒါကိုနိုင်ငံအစီမပြေလို့ဒီနိုင်ငံကိုရောက်လာတယ်အလောက်လာလောက်ကြတယ်ဒါပေမဲ့ဒီကိုရောက်ပြီးတော့စင်တော့ဘာဖြစ်လဲဇာရစာရမရှိဘူးဘာမှမရှိဘူးဒါအစိုးရကလည်းအမြဲတမ်းဖူးပေးနေတယ်မဖြစ်နိုင်ဘူးလေဘာဖြစ်စင်တော့အဟောင်းတော်မှာတချို့ကလောက်လို့မပြီးသေးဘူးရှိသေးတယ်ဒီအစ်စ်တွေထပ်လောက်ဖို့စင်တော့ရှောက်နေရောပဲဟိုတလောကစင် e-webmis ကိစ္စနဲ့အခုအစိုးရတွေကပြန်ပြီးတော့ဖြုတ်ပြစ်မလားပြင်ဆင်မလားဒီ e-webmis စနစ်ကစနစ်တကျတချို့လူကမဝင်ဘူးစည်ရင်မဝင်ဘူးဘာညာရှောက်နေရောပဲပြန်ဖြတ်သိမ်းဖို့အစိုးရဘက်ကတောင်းဆိုနေကြဒါတွေလည်းတမှုစဉ်းစားကြည့်နော်သူတို့မှာဒီ e-webmis စနစ်ကမပြေလဲလို့လူတန်းနဲ့ချီပျောက်နေတယ်အဲ့ဒီစနစ်ထဲမှာမဝင်တာစီးမဲ့ဖြစ်သွားတာအဲ့တော့ဖမ်းတဲ့အချိန်မှာလည်းပါတာပဲမပါဘူးလို့မထင်နဲ့အကုန်လုံးကိုပါတယ်တချို့ကဇာရဇာတိုင်းရှိတယ်တချို့ကတထေးမတူလို့တချို့ကဟိုဟာဖြစ်တယ်တချို့ကရက်90ကြောင့်ကျွန်တော်တို့ဒီတခုပေးရှင်တာညနဲ့တွေပဲဖြစ်အပြင်သိမ့်မထွက်နဲ့ဖြစ်နိုင်ရင်မထွက်နဲ့အခုအရန်ဟိုမှာစစ်ဆေးနေလို့နေကြော်တာတွေဒီဆိုင်အရင်တော့ကဆရာနေဘလောက်ပဲကြော်ပဲဘယ်မြို့နယ်ကိုပဲတွားဘာမှမဖြစ်ဘူးအခုချိန်မှာနေတခုကြော်လာပြီးဆိုရင်တော့ SA မတိုင်ထားဘူးဆိုရင်တော့လေဒါလည်းဖမ်းတာပဲ SA မတိုင်တဲ့အတွက်ကြောင့်ဒီလိုက်ဖမ်းတာလိုက်စစ်ဆေးတာဆိုရင်တော့တနေပြီးတနေသူတို့အဲ့လိုမျိုးနဲ့တွားလာတာကိုဒီဆိုင်တတိထားပါလို့နိုင်ငံသားအကြောင်းလဲပါတယ်အချိန်မတော်ရင်တချင်းဖွေးမယ်ဘာမှမဟုတ်လဲရန်ဖြစ်မယ်ယူမူပြီးတော့စင်တော့တယောက်နဲ့တယောက်ကိုတတ်မယ်တစ်ချက်မှမငြိမ်ဘူးကျွန်တော်ဖမ်းမိစင်တော့အခုနေဆက်ကိုပို့နေဆက်ပို့ရင်ဘယ်သူလက်ထဲမှာရောက်စင်ခင်ဗျားတို့သိကြည့်ဘာဖြစ်တော့မလဲနိုင်ငံမှာပြဿနာတစ်ခုဖြစ်နေတာခင်ဗျားတို့သိလားကျွန်တော်တို့မြန်မာနိုင်ငံသားအကြောင်းလဲပါတယ်အချိန်မတော်ရင်တချင်းဖွေးမယ်ဘာမှမဟုတ်လဲရန်ဖြစ်မယ်ယူမူပြီးတော့စင်တော့တယောက်နဲ့တယောက်ကိုတတ်မယ်တစ်ချက်မှမငြိမ်ဘူးတစ်ခုပြီးတစ်ခုဖြစ်လာတာတယောက်မဟုတ်ဘူးအများနဲ့ချုံမလီမှစင်တော့ရိုက်ပွဲစင်တော့လူအယောက်50 60လောက်စုပြီးတော့ရိုက်ပွဲစင်တာဒါရိုက်ပွဲသေးမဟုတ်ဘူးအကြီးကြီးဖြစ်သွားပြီပလိတ်တွေဘာတွေရောက်လာအဲ့ဒီအဆင့်ထင်းကိုရောက်နေတယ်စင်တော့မဲတော့ပေါ်စားနေမထင်နဲ့လေပြီးဟိုတနေ့စင်တော့အယုထရာမှာစင်ဘိုးညကောင်ရံထိတချင်းထားဖွေတယ်ဘေးပန်းဝန်းကျင်ကတော့အဲ့တောင်ကောင်းကောင်းမအိပ်ရတိုင်လိုက်တာနဲ့လေအဲ့ကောဆန်းဆိုင်မှာအယောက်100လောက်ပါသွားတယ်အယောက်100ကျော်လောက်တော့ပါသွားတယ်ကြည့်စင်ကိုတယောက်ကြောင်းနဲ့သူများတွေကဒုက္ခရောက်မရှိလို့သူများနိုင်ငံမှာလာလောက်စားတယ်ဆိုတော့မှချမ်းတော်မချမ်းသာတွေကိုဆိုတော့အပျော်လွန်နေပြီစင်တော့ဘေးကလူတွေလည်းဒုက္ခရောက်တယ်ကိုတယောက်ကြောင်းတယ်အရင်တောက်ပြီးစင်တော့တယောက်နဲ့တယောက်ဖိုးမယ်တက်မယ်တစ်ခုပြီးတစ်ခုကမငြိမ်ဘူးဖြစ်နေတာဒါကြောင့်သူများဖမ်းတာလဲအပြစ်မပြောနဲ့တို့ကစင်တော့ဘာမှလည်းမရှိဘူးမကြောက်ဘူးပေးကြောက်တာကျွန်တော်ပြောတာမဟုတ်သူ့နေရာနဲ့သူကျွန်တော်ဖမ်းမိစင်တော့အခုနေဆက်ကိုပို့တယ်နေဆက်ပို့ရင်စင်ဘယ်သူလက်ထဲမှာရောက်စင်ခင်ဗျားတို့သိကြည့်ဘာဖြစ်တော့မလဲအချိန်ကုန်သွားတယ်ကိုကမရှိလို့လာလှုပ်စားတယ်ပတ်စံလာရှာတယ်ဆိုရင်မှအပျော်လာရှာတာမဟုတ်ဘူးမပျော်နဲ့လဲကျွန်တော်မပြောပါဘူးမတွားနဲ့လဲမပြောဘူးသွားသူ့နေရာနဲ့သူအခုချိန်မှဆင်တော့ညတကောင်ရန်တွေအပြင်မထွက်ပါနဲ့လို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လဲမိမယ်ဆိုရင်တော့မလွယ်ဘူးနေကြော်တော်မှဆင်တော့မလွယ်တဲ့ကိစ္စဆင်တော့ညတကောင်ရန်ဆင်တော့ခင်ဗျားစဉ်းစားကြည့်အခုထားလိုက်ပါကျွန်တော်ကဘန်ကောက်မှာနေတယ်ချုံပူလီကိုတွားတယ်ညနဲ့တွားတယ်ကျွန်တော်ကဟိုမှာအိတ်တယ်အဲ့စင်းမတိုင်လို့ဖမ်းတာပဲ
တန်ငွေဆောင်ရတာတချို့မြန်မာနိုင်ငံထိပို့တာလည်းရှိတယ်တချို့ကအချုပ်ခန်းထဲမှာတရက်နှစ်ရက်ရောက်ပြီးမှပြန်လွတ်တယ်တန်ငွေဆောင်ခိုင်းတယ်ဘလို့ပဲဖြစ်ဖမ်းသွားမှာဒါကြောင့်အဲ့စင်းမတိုင်တော့မှဖမ်းနေစင်တော့တခြားကိစ္စစင်တော့အကုန်လုံးဖမ်းမှာပဲလေအရင်တော့ကဒါတွေကစိတ်မပူဘူးအခုအစိတ်ပူရတယ်သူတို့ဘက်ကိုပြန်ကြည့်ရင်ရောမှားလားမမှားပါဘူးတကယ်လို့ကို့မှာအကုန်လုံးတိကျဘာမှမဖြစ်ဘူးစင်တော့မဖမ်းဘူးဂရုလည်းမဆိုင်သူလည်းအလောက်ရှုံးမခံဘူးဒါပေမဲ့ကို့မှာမပြည့်စုံလို့တခုခုဖြစ်နေတဲ့ခါကျရင်ဖမ်းမှာပဲတွေကတော့မှစင်တော့ခဏဖြစ်နေကိုနိုင်ငံလည်းမဟုတ်ဘူးစုကနေဖြစ်နေတဲ့ခါကျရင်သူများဖမ်းမှာသူများဟိုဟာလောက်ဒီဟာလောက်မှစင်တော့ပြောနေကြတာမပြောနဲ့ဒီဗီဒီယိုကိုတွေးရှိတဲ့လူတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုခဏဒီလိုမျိုးလုပ်နေတဲ့လူတွေရှိရင် share တော့လိုက်သူတို့တွေ့ရအောင်သူတို့ကြောင့်ပဲသူများတွေဒုက္ခရောက်တယ်ဆိုတာသိရဖို့โอเคအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမြို့အလဲကောင်းမှာဖြစ်နေပြီးထိုင်းမှာဘလောက်ရင်ခုန်မှုကောင်းလဲအချို့တယောက်ဆိုင်ကထိုင်းဘက်ကိုလက်မခံဘူးဘန်းနဲ့လွှဲတယ်လက်မခံဘူးသူတို့ရဲ့ပတ်စံယုံကိုပဲယူမယ်အခုထိုင်းနိုင်ငံမှာချားနိုင်ငံသားတွေကိုဖမ်းနေတာအခုသူတို့ကိုယ်တိုင်ကဝတ်လဲနေတယ်ဘန်ကောက်ဖွင့်ခွာမှာကျန်တယ်တရုတ်တန်းတွေရဝလာလို့လည်းတိတ်မကွာဘူးတရုတ်ဆိုင်တက်အဲတရုတ်ဆိုင်တွေကဘာလုပ်လဲသိလားအချို့တရုတ်ဆိုင်ကထိုင်းဘက်ကိုလက်မခံဘူးဘန်းနဲ့လွှဲတယ်လက်မခံဘူးသူတို့ရဲ့ပတ်စံယုံကိုပဲယူမယ်ပြီးရင်ငွေလွှဲတဲ့ခါကျရင်လည်းသူတို့ရဲ့ WeChat တွေတရုတ်နိုင်ငံခြားပတ်စံကိုပဲလက်ခံတယ်ထိုင်းဘက်ကိုလုံးဝလက်မခံတဲ့စိုက်တွေဖြစ်လာတယ်အဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲထိုင်းနိုင်ငံမြို့အလဲကောင်းမှနားဖြစ်နေတာဒီကောင်တို့ကဘယ်လိုဖြေရှင်းရမလဲဝတ်လေလို့ကျွန်တော်ထင်တယ်ဟုတ်တယ်မလားဒါမြို့အလဲကောင်းတော့မှဖြစ်နေတဲ့အဲ့ဒါသူတို့ရဲ့အားနေချက်ဒီမခုမခံနိုင်တဲ့လူတွေကကျတော့အသေးဖမ်းတာအသေးလောက်တာဒါမှမဟုတ်အဲ့လိုမျိုးတယောက်တွေကကျတော့လှုပ်ရဲဘူးအခုမှကျတော့ဝင်စစ်ဆေးရတယ်ကြည့်တော့အဲ့လောက်ထိရဲတဲ့တတိဆိုတာတယောက်တွေပဲရှိတယ်ဒါသူမကောင်းတော့မဟုတ်ဘူးဒါသူတို့ကိုအခွင့်အရေးပေးတဲ့လူရှိလို့သူတို့လှုပ်တာတကယ်လို့ကျွန်တော်တို့မြန်မာအဲ့လိုမျိုးကျတော့အိုးသွားပြီတပားတော့ပြတ်တော့မယ်အခုတယောက်ကြတော့ကျတော့တရင်နဲ့ပါထွက်ပြီးပြန်ပြီးသွားတယ်ကျွန်တော်တို့နဲ့ဘာဆိုင်လို့လဲမဆိုင်တာဟုတ်ပေမဲ့လေဒါပေမဲ့ထိုင်းတွေရဲ့လှုပ်တဲ့ချက်ကတကယ်လို့ကျွန်တော်တို့လိုမျိုးမြန်မာပြည်သားတွေအလုပ်လာလုပ်တဲ့တူတွေမှန်တယ်များရှင်တော့နှိမ့်နေပါညာရှင်တော့အခုတရုတ်ကြတော့ဗာပြောရင်တကယ်လို့ဥမာဘန်းငွေနဲ့ရှင်တော့အခွန်ဆောင်ထားတယ်အဲ့ဒါမလားစားစားတပွဲကိုကျွန်တော်300ပဲပေးရမယ်ရှင်တော့ဒါအခွန်ဆောင်ပြီးသားဖြစ်တယ်ဒါတော့ဆိုင်တိုင်းမှာဒါအခွန်ပါနေပြီးသားပဲ9ရက်ကတော့တကယ်လို့တရုတ်ငွေနဲ့ယူရင်ရောဘာအခွန်မှဆောင်စရာမလိုဘူးဟုတ်တယ်မလားပြီးရင်ဈေးတော်မှာပူရတယ်အများကြီးပူရတယ်တချို့တရုတ်တွေကကျန်တော့โอเคကိုနိုင်ငံရဲ့လူကျန်တော့ဒီလိုမျိုးနဲ့လောက်ကြတာလေအများကြီးရှိဟိုနေဆက်မှာဘာညာဒါမပြောပါအခုမြို့အလဲကောင်းမှာဖြစ်နေပြီးထိုင်းမှာဘလောက်ရင်ခုန်မှုကောင်းလဲ